အားလုံးပဲမင်္ဂလာပါ Stellar Eduverse Learning Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပြီးတော့ IGCSE Business Study Subject ရဲ့ lesson တွေကိုဆွေးနွေးတင်ပြပေးနေတာဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်တော့ lesson 6 or chapter 6 Human Resource Management အကြောင်းကိုဆွေးနွေးသွားမှာဖြစ်တယ်ဒါတွေကတော့ဒီ channel မှာဆွေးနွေးတော့မယ့် topic တွေဖြစ်တယ်ဒီ Human Resources Management ဆိုတာကကိုယ့်ရဲ့လုပ်ငန်းရဲ့ဝန်ထမ်းတွေပညာရှင်တွေကိုစီမံခန့်ခွဲတဲ့ပညာရပ်ဖြစ်တယ်အဲ့တော့ဒီ Human Resource Management ပညာရပ်ရဲ့အခြေခံတွေကိုဆွေးနွေးသွားမှာဖြစ်တယ်ပထမဆုံး topic က recruitment methods ပဲဖြစ်ပါတယ်အခုလုပ်ငန်းအတွက်ဝန်ထမ်းတွေပညာရှင်တွေကိုခေါ်ယူခန့်ထားခြင်းပေါ့နော်ဝန်ထမ်းတွေခေါ်ယူခန့်ထားဖို့ရန်အတွက်နည်းလမ်းနှမျိုးရှိပါတယ်အဲ့ဒါတွေကတော့ internal recruitment external recruitment တို့ပဲဖြစ်ပါတယ် internal recruitment ဆိုတာက filling a vacant post with someone already employed in the business အဲ့တော့လက်ရှိကိုယ့်ရဲ့လုပ်ငန်းမှာလုပ်နေတဲ့သူတွေကိုရာထူးတိုးပေးတာမျိုးသို့မဟုတ်ဌာနလွှဲပြောင်းတာဝန်ယူခိုင်းတာမျိုးကို internal recruitment လို့ပြောပါတယ် external recruitment ကကြတော့ filling a vacant post with somebody not already employed in the business အဲ့တော့ဒါကလုပ်ငန်းပြင်ပကဝန်ထမ်းအသစ်တွေကိုခေါ်ယူခန့်ထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်အဲ့တော့ internal recruitment ရဲ့အားသာချက်နဲ့အားနည်းချက်ကိုပြန်ပြီးဆွေးနွေးသွားကြမယ် internal recruitment ရဲ့အားသာချက်တွေကအဲ့တော့ကိုကလုပ်ငန်းအတွင်းမှာပဲရာထူးတိုးပေးတာဖြစ်တဲ့အတွက်ဒါကအပြင်လူကိုခေါ်ခန့်เสียမလို့တဲ့အတွက်အချိန်ကုန်တက်တာတဲ့ကုန်ကျစရိတ်နည်းတဲ့နည်းလမ်းတစ်မျိုးဖြစ်တယ်နောက်တစ်ခုကဒီကိုရာထူးတိုးပေးလိုက်တဲ့ဝန်ထမ်းကကိုလုပ်ငန်းအကြောင်းသိပြီးသားဖြစ်တယ်ထိုနည်းတူပဲ business ကလည်းဒီဝန်ထမ်းရဲ့အားသာချက်အားနည်းချက် scale တွေကိုသိပြီးသားဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးရာထူးတိုးပေးလိုက်ခြင်းအပြင်တခြားသောဝန်ထမ်းတွေကိုလည်းပို့ပြီးမှ motivate ဖြစ်စေတယ်ပေါ့နော်သူတို့အလုပ်လုပ်တဲ့အခါပို့ပြီး motivate productive ဖြစ်စေတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့မှာရာထူးတိုးနိုင်တဲ့အခွင့်အရေးရှိရဲဆိုတာကိုဖော်ပြပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ limitation တွေကဘာတွေဖြစ်မလဲအားနည်းချက်တွေပေါ့နော်ကိုယ့်လုပ်ငန်းအတွင်းကဝန်ထမ်းကိုပဲရာထူးတိုးပေးလိုက်တာဖြစ်တဲ့အတွက်ဒီပို့ပြီးအရေးချင်းရှိတဲ့ဝန်ထမ်းအသစ်တွေကိုလက်လွတ်လိုက်ရတာမျိုးလည်းဖြစ်နိုင်တယ်ပြီးတော့ဒါကလုပ်ငန်းအတွင်းမှာရာထူးတိုးသွားတာဖြစ်တဲ့အတွက်ဒီဝန်ထမ်းအချင်းချင်းမှာစိတ်ဝမ်းကွဲတာမျိုးလည်းဖြစ်နိုင်ပါတယ်ပေါ့နော်ပြီးတော့ it doesn't bring in any new idea အပြင်ကဝန်ထမ်းတွေရဲ့ idea အသစ်အဆန်းတွေကိုလည်းမရနိုင်တော့တာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါက internal recruitment ရဲ့အားသာချက်နဲ့အားနည်းချက်ပါ external recruitment ရဲ့အားသာချက်နဲ့အားနည်းချက်ကိုပြန်ပြီးဆွေးနွေးသွားကြမယ်အဲ့တော့အားသာချက်တွေကဒီမှာ external applicant might bring new idea အဲ့တော့ဝန်ထမ်းအသစ်တွေကိုခန့်ထားတာဖြစ်တဲ့အတွက်ဒီဝန်ထမ်းအသစ်ပညာရှင်အသစ်တွေကပိုကောင်းတဲ့ idea တွေကိုယူလာမယ်ဒါကြောင့်မလို့စီးပွားရေးဒီကိုယ့်ရဲ့လုပ်ငန်းရဲ့ဒီ operation process တွေကပိုပြီးမြင့်မြင့်ဆန်ဆန်ထိထိရောက်အကောင့်ထဲပေါ်နိုင်မယ်ပေါ့နော်နောက်တစ်ခုက there will be a wider choice of applicant with different skills and different experience အဲ့တော့ဝန်ထမ်းအသစ်တွေမှာမတူညီတဲ့ဒီအရေးချင်းတွေမတူညီတဲ့အတွေ့အကြုံတွေရှိတဲ့ဝန်ထမ်းအသစ်တွေကိုပို့ပြီးရွေးချယ်ခွင့်ရမယ်နောက်ဆုံးတစ်ခုကကြတော့လက်ရှိကိုယ့်ရဲ့အလုပ်သမားတွေချင်းเนาะစိတ်ဝမ်းကွဲခြင်းတွေကိုရှောင်ရှားနိုင်မယ်။ဒါကြောင့်မလို့လဲဆိုလို့ရှိရင် internal recruitment ကကြတော့လက်ရှိဝန်ထမ်းတွေကနေပြီးတော့ရာထူးတိုးသွားတာဖြစ်တဲ့အချင်းကြားမှာပဏိပခစိတ်ဝမ်းကွဲတာမျိုးတွေဒီဖြစ်နိုင်နေပေါ့နော်။ဒါပေမဲ့ external recruitment ကကြတော့ဝန်ထမ်းအသစ်ကိုခန့်ထားတာဖြစ်တဲ့အတွက်ဒါတွေကိုရှောင်ရှားနိုင်မယ်ပေါ့နော်။ limitation ကတော့ it takes longer to fill the vacancy of course เนาะကိုကဝန်ထမ်းအသစ်ကိုခန့်ထားတာဖြစ်တဲ့အတွက်ဒီဝန်ထမ်းအသစ်တွေကိုခေါ်ယူရဲ့အခါမှာဒီ job announcement တွေလုပ်ရမယ် interview တွေခေါ်ရမယ်ဒါကြောင့်မလို့ပို့ပြီးမှအချိန်ကုန်မယ်လူပင်ပန်းမယ်ဒီကုန်ကျစရိတ်ပို့ပြီးမှများမယ်ပေါ့နော်ဒါတွေက external recruitment ရဲ့ limitation ပါ external applicant will need induction training which increase business expenses ပေါ့နော်အဲ့တော့ဝန်ထမ်းအသစ်တွေကို company ရဲ့လုပ်ငန်းတွေအကြောင်းကိုမိတ်ဆက်ပေးတဲ့သင်တန်း induction training ပေးရမယ်သူတို့ training တွေပေးရတဲ့အခါမှာ business ရဲ့ကုန်ကျစရိတ်ပေါ့နော်အသုံးစရိတ်ကပိုပြီးကုန်နိုင်တယ်ပေါ့နော်ဒါတွေက external recruitment ရဲ့ benefit နဲ့ limitation တွေပါအဲ့တော့ next topic ကကြတော့ recruitment and selection process ပေါ့နော်ဝန်ထမ်းတွေရွေးချယ်ခန့်ထားခြင်းအဆင့်များပေါ့နော်ဒါတွေကိုဆွေးနွေးတော့မှာဖြစ်တယ်ဒါတွေကတော့အချမ်းဖြင့်ပေါ့နော် in general ဖြစ်တဲ့ရေပူရအဖြစ်ဒီဝန်ထမ်းတွေရွေးချယ်ခန့်ထားတဲ့အခါမှာဒီလိုအဆင့်သွားရတယ်ပေါ့နော်အဲ့တော့
တော့တစ်ခုချင်းစီကိုဆက်ပြီးမှဆွေးနွေးသွားမှာဖြစ်တယ်ပထမဆုံး step က job analysis ဖြစ်တယ် job analysis ဆိုတာကကြတော့ collecting the information about specific job position when a job vacancy is available အဲ့တော့ကိုယ့်ရဲ့ company မှာလစ်လက်နေတဲ့ယာထူးတွေကိုစစ်ထုတ်ရတယ်ပေါ့နော် for example marketing department မှာ marketing manager ယာထူးလစ်လက်နေရပေါ့နော်ဆိုတော့ဒါမျိုးတိဖို့ရအတွက် job analysis ကိုလုပ်ရတယ်နောက်ထပ် step တွေကကြတော့ JD နဲ့ JS ကိုပြင်ဆင်ရတယ်ကိုယ့်အနေနဲ့ marketing department မှာ marketing manager ယာထူးလစ်လက်နေတာသိပြီးသွားပြီဆိုလို့ရှိရင် JD နဲ့ JS ကိုပြင်ဆင်ရပါတယ် JD ဒါကြတော့ job description ဆိုတာက JD ပါ JS က job specification ပါဒီမှာ person specification လည်းသုံးတယ် job specification ဆိုပြီးမှလည်းသုံးပါတယ်ပုံမှန်အားဖြင့်တော့ JD JS လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီမှာကအစာဖြစ်တဲ့အတွက်ဒီ lesson တွေမှာဒီ textbook တွေမှာတော့ person specification လို့လည်းသုံးပါတယ်เนาะ JD ဆိုတာကကြတော့ a list of the key points about a job title key duties and responsibility ကိုခေါ်ယူခန့်ထားမဲ့ဝန်ထမ်းက marketing manager ဒါ job title ပဲအဲ့တော့ marketing manager တယောက်ရဲ့သူ့ရဲ့တာဝန်တွေကဘာတွေဖြစ်မလဲပေါ့နော် duties and responsibility ကဘာတွေလဲဆိုတာကိုဒီ JD မှာဖော်ပြရတယ်နောက်တစ်ခုက person specification or JS အဲ့တော့ဒီမှာကျတော့ဒီ marketing manager တယောက်ရဲ့ပညာအရည်ချင်းတွေသူ့ရဲ့အတွေ့အကြုံတွေပေါ့နော်ဒါတွေကိုဖော်ပြရတယ်အဲ့တော့ဒါက JD ရဲ့ example ဖြစ်တယ်အဲ့တော့ JD မှာဆိုလို့ရှိရင် job title တွေပါရတယ် job location เนาะပြီးရင် start date တွေပါတယ်ပြီးတော့ job type ပေါ့နော်ဒါ full time job လား freelance လား remote job လား full time job လား part time job လားဒါတွေကိုပြည့်ပြည့်စုံစုံဖော်ပြရတယ်ပြီးတော့ company ရဲ့ information တချို့ကိုလည်းထည့်သွင်းရတယ်ပေါ့နော်ပြီးရင်တော့ဒီသူ့ရဲ့ key duties and responsibility အပိုင်းတွေပါမယ်ပြီးရင်တော့အဲ့ဒီ marketing manager တယောက်ရဲ့ qualification နဲ့ requirements တမို့ skills or experience ဆိုဒါတွေကိုထည့်သွင်းဖော်ပြထားတဲ့ဟာက JD အဲ့တော့ကိုယ့်အနေနဲ့ job analysis ပြီးသွားပြီဆိုလို့ရှိရင် JD ကိုပြင်ဆင်ရတယ်JD မှာပဲ JS တမို့ person specification အပိုင်းပါတယ် next step က job announcement လုပ်ရတယ်ပေါ့နော်ကိုယ့်အနေနဲ့ internal recruitment ဆိုလို့ရှိရင်တော့ company အတွင်းမှာပဲကြော်ညာတယ် external recruitment method ကိုတုံးမယ်ဆိုလို့ရှိရင်တော့ဒီမှာကိုယ့်ရဲ့ company website တို့ social media account တွေကနေတဆင့်ဒါမှမဟုတ်ရင်လည်း employment agency ဒီမှာ example ပေးရတယ်ဒီ agency တွေမှာကိုယ့်ရဲ့ job vacancy ကိုကြော်ညာရတယ်ပေါ့နော် job announcement တို့ job advertisement လုပ်ရတယ် next step ကကြတော့ကိုယ့်အနေနဲ့ job announcement လုပ်ထားပြီးရင် applicant တွေကလာပြီးရှောက်ကြတယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့အသင့်တော်ဆုံးဖြစ်တဲ့သူတွေကိုရွေးချယ်ရတယ်ဒါက selecting candidate အဲ့တော့ရွေးချယ်တဲ့နေရာမှာပထမဆင့်ဒုတိယဆင့်ဆိုပြီးရွေးချယ်တာမျိုးတွေရှိရပေါ့နော်ပထမဆုံး step ကသူတို့ရဲ့ CV တွေကိုစစ်မယ်next step ကကြတော့ shortlist လုပ်မယ်ပေါ့နော် shortlist ထဲမှာပါသွားတဲ့သူတွေကတော့ interview မဲ့သူတွေပေါ့နော်အဲသူတို့ကို interview ရတယ်ပြီးတော့ရင်တော့အသင့်တော်ဆုံးသူကိုရွေးချယ်ခံထားရတယ်ဒါကို selecting the right candidate for the right position at the right time ပေါ့နော်အဲ့တော့ဒါတွေကတော့ဒီ recruitment and selection ရဲ့ process တွေဖြစ်တယ်ဒါတွေကတော့ step by step ပြန်ပြီးမှအချင်းချုပ်ထားတာတွေပါအဲ့တော့ဒီမှာဆိုလို့ရှိရင် job analysis ပေါ့နော် vacancy တွေကိုစစ်ထုတ်ရတယ်စစ်ဆေးရတယ်ပြီးတော့ရင်အဲ့ဒီ vacancy အတွက် JD နဲ့ JS ကိုပြင်ဆင်ရတယ် JD နဲ့ JS ဆိုတာကအဲ့ဒီ vacancy ရဲ့ the key duties and responsibility ပြီးတော့သူတို့ရဲ့ skill experience qualification တွေဘာတွေလိုအပ်တယ်လဲဆိုတာကို outline လုပ်ရတယ်ပေါ့နော်ပြီးတော့ရင်တော့ကိုယ့်ရဲ့ vacancy post ကို announce လုပ်ရတယ်ပြီးရင်တော့ receiving application form เนาะfrom potential candidate ပြီးတော့ရင် interview အတွက် shortlist လုပ်ရတယ်ပြီးရင် interview မယ်ပြီးတော့ရင်နောက်ဆုံးမှာအသင့်တော်ဆုံးသူကို selecting the right candidate ရွေးချယ်ခံထားရမယ်ပေါ့နော် company တစ်ခုနဲ့တစ်ခုကသူတို့ရဲ့ process တွေကတူညီတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒီသင်ခန်းစာမှာတော့ဒီ IGCSE lesson မှာတော့ဒီ general ဖြစ်တဲ့ process တွေကိုပဲဒီဆွေးနွေးထားတာဖြစ်ပါတယ် next topic ကတော့ legal controls over employment issue ဥပဒေအရစီမင်းစည်းကမ်းတွေပေါ့နော်အလုပ်ရှင်နဲ့အလုပ်သမားကြားမှာဥပဒေအရလိုက်နာရမယ့်အချက်တွေရှိပါတယ်အဲ့တော့ပထမတစ်ခုအနေနဲ့ employment contract အဲ့တော့အလုပ်ရှင်ဘက်ကနေအလုပ်သမားကိုခန့်လိုက်ပြီဆိုလို့ရှိရင် employment contract ကိုချုပ်ရတယ်ပေါ့နော်ဒါက legally binding agreement between employer and employee အဲ့တော့ဒီမှာ employment contract ကိုချုပ်တဲ့အခါမှာပါဝင်ရမယ့် features အချက်တွေကိုနောက်မှပြန်ပြီးမှအသေးစိတ်ဆွေးနွေးတော့မယ်
နောက်တစ်ခုက unfair dismissal ဒီ unfair dismissal ဆိုတာကကြတော့ဒီအလုပ်ရှင်ဘက်ကနေပြီးတော့အကြောင်းပြချက်မရှိဘဲနဲ့အလုပ်ထုတ်ရင်အလုပ်သမားအနေနဲ့ဥပဒေအရပြန်ပြီးတရားစွဲဆိုလို့ရတယ်အဲ့ဒီအတွက် legal control ဥပဒေစည်းမျဉ်းတွေချမှတ်ပေးထားတယ်ပေါ့နော်ဒါကတော့ employment contract မှာပါဝင်ရမယ့်ဒီရေဘူးရဒီ features တွေအချက်လက်တွေဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုအနေနဲ့ဒီအလုပ်သမားစာချုပ်ချုပ်ဆိုတဲ့အခါမှာဒီအချက်လက်တွေကိုတေချာလေးစီစစ်ရမှာဖြစ်တယ်အလုပ်ရှင်ရဲ့ information တွေပါမယ်ဝန်ထမ်းရဲ့ information တွေအဲ့တော့အလုပ်စဝင်ရမယ့်ရက်တွေအဲ့တော့ salary amount တွေပါမယ်ပြီးတော့ကိုယ်အနေနဲ့ working hours ဘယ်လောက်ရှိမလဲအဲ့တော့ကိုယ့်ရဲ့ position အတွက် key responsibility တွေလည်းပါဝင်ထားတယ်ပြီး holiday ပိတ်ရက်တွေဒီ information တွေပါမယ်ပြီးတော့ဝန်ထမ်းကနေပြီးတော့အလုပ်ထပ်ချင်တယ်ဆိုလို့ရှိရင်အလုပ်ရှင်ကိုပေါ့နော် notice period ပေါ့နော်ဘယ်နှလကြိုပြီးအကြောင်းကြားရမလဲဘယ်နှလကြိုပြီးမှ resignation letter တင်ရမလဲဆိုတဲ့အကြောင်းအရာတွေပါတယ်ပြီးတော့လုပ်ငန်းကနေချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကဒီ employment contract မှာပါဝင်ရမယ့်အချက်တွေပေါ့ဒီအချက်လက်တွေကတော့ရေဘူးရအချက်လက်တွေဖြစ်ပါတယ်နောက်တစ်ခု legal control ကတော့ minimum wages ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် it set out the minimum wages an employee must be paid for each hour they work အဲ့တော့ minimum wages ဆိုအနည်းဆုံးလုပ်ခလစာပေါ့နော်အဲ့တော့နိုင်ငံတိုင်းမှာဒီဥပဒေအရဒီ minimum wages ချမှတ်ပြီးတာဖြစ်တယ်အဲ့တော့အလုပ်ရှင်ကလည်းအနည်းဆုံးလခကိုပြီးဆောင်ရမှာဖြစ်တယ်ပေါ့နော်ဥပမာအနေနဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တစ်နေ့အလုပ်ချိန်ကို8နိုင်သတ်မှတ်ထားတယ်8နိုင်အလုပ်လုပ်ရင်ဒီ minimum wages သတ်မှတ်ထားတဲ့ minimum wages ကိုရရမှာဖြစ်တယ်အဲ့တော့လက်ရှိ minimum wages က9800ဖြစ်တယ်ပေါ့နော်4800ကကြတော့တစ်နေ့လုပ်အားခပေါ့နော်အဲ့တော့နိုင်ရင်8နိုင်လုပ်တဲ့အတွက်အနည်းဆုံး4800ရရမယ်နောက်ထပ်3000ကကြတော့ထောက်ပံ့ကြေးအနေနဲ့ရရမှာဖြစ်တယ်ပေါ့နော်အဲ့တော့စုစုပေါင်းလိုက်ရင်ဒါ9800ကလက်ရှိရဲ့ဒီ minimum wages ဖြစ်တယ်အဲ့တော့အလုပ်ရှင်ဘက်ကနေပြီးတော့တစ်နေ့လုပ်အားခ9800အနည်းဆုံးပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ minimum wages ကပြောင်းလဲနိုင်ပါတယ်ပြီး industry အလိုက်နည်းနည်းလေးကွာဟချက်တွေရှိနေနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက discrimination ဆိုတော့ discrimination လောက်တာတွေအတွက်လည်း legal control ရှိရဲအဲ့တော့လုပ်ငန်းခွင်ထဲမှာဒီလူမျိုးဘာသာအသက်အရွယ်ကြားမှခွဲခြားဆက်ဆံခြင်းခံရတယ်ဆိုလို့ရှိရင်လည်းဒါတွေအတွက်ချမှတ်ထားတဲ့ legal control တွေရှိပါတယ်နောက်ဆုံးတစ်ခုကတော့ health and safety ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းခွင်မှာကိုယ့်ရဲ့ဝန်ထမ်းတွေထိခိုက်မှုမရှိအောင်ဒီ safe working environment ဖန်တီးပေးရမယ်ဆိုတဲ့ legal control လည်းရှိရဲအဲ့တော့ဒီလိုမျိုး safe working environment ရှိတယ်ဆိုလို့ရှိရင်ဒီ mistake ဒီ accident တွေနည်းပြီးမှဒီရေရှည်မှာဒီ business ရဲ့ကုန်ကျစရိတ်ကိုလည်းသက်သာစေနိုင်မှာဖြစ်တယ်ပေါ့နော်ပြန်ပြီးအချင်းချုပ်လိုက်ရင်ဒါတွေကဥပဒေစည်းမျဉ်းစည်းကမ်းတွေအလုပ်ရှင်နဲ့အလုပ်သမားကြားမှာလိုက်နာရမယ့်ဥပဒေစည်းမျဉ်းစည်းကမ်းတွေဖြစ်ပါတယ် next topic ကတော့ the importance of training ပဲဖြစ်ပါတယ်အဲ့တော့ HRM ဒီ HR တယောက်အနေနဲ့ဝန်ထမ်းတွေအတွက် training တွေကိုလည်းစီစဉ်ပေးရတယ်ဒီမှာ training အမျိုးအစား၃ခုရှိရယ် induction training on the job training and off the job training တို့ပဲဖြစ်တယ် induction training ဆိုတာကကြတော့ဒီဝန်ထမ်းအသစ်တွေကိုဒီလုပ်ငန်းအကြောင်းမိတ်ဆက်ပေးတဲ့ training ပေါ့နော်။တနည်းအားဖြင့် orientation training ပေါ့နော် orientation ပေးတယ်လို့လည်းပြောကြတယ်ပေါ့နော်။အဲ့တော့အဓိကဒီဝန်ထမ်းအသစ်တွေကိုကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အကြောင်းဒီ company ရဲ့ vision mission ဒီ company ရဲ့ operation system တွေအကြောင်းကိုမိတ်ဆက်ပေးတဲ့ training ဖြစ်ပါတယ်။နောက်တစ်ခု off the job training ကကြတော့လုပ်ငန်းရဲ့ပြင်ပမှာတွားပြီးမှသင်တန်းတွားယူစေတာပေါ့နော်။ဥပမာပေါ့နော်တက္ကသိုလ်တို့ဒီသင်တန်းကျောင်းတို့မှာတွားပြီးမှ training တွေတွားယူခိုင်းတာမျိုးပေါ့နော်ဒါကကြတော့ off the job ပါ on the job training ကကြတော့ဒီလုပ်ငန်းခွင်တွင်းမှာပဲ senior ပညာရှင်တွေကနေတဆင့်သင်ယူရတဲ့ training ပေါ့နော် on the job နဲ့ဒီ off the job မှာသူရဲ့အားသာချက်အားနည်းချက်တွေရှိပါတယ် off the job ကကြတော့ဒီလုပ်ငန်းရဲ့ပြင်ပမှာတွားပြီးမှသင်တန်းတွေတက်ရတာဖြစ်တဲ့အတွက်ဒီအလုပ်သမားမှာ output မရှိဘူးပေါ့နော်လုပ်ငန်းခွင်ထဲကကိုယ့်ရဲ့အလုပ်တာဝန်တွေအားလုံးကိုရပ်နာပြီးမှအပြင်မှာတွားတက်ရတာဖြစ်တဲ့အတွက်လုပ်ငန်းခွင်ထဲမှာဒီအလုပ်သမားရဲ့ output မရှိဘူးအပြင်ကသင်တန်းဖြစ်တဲ့အတွက်ကုန်ကျစရိတ်ပိုများတယ်အချိန်ပိုကုန်တယ်မျိုးရှိရပေါ့နော်ဒါပေမဲ့လည်း off the job training ကနေပြီးတော့ဒီ new idea တွေ new technology တွေ new operation system တွေကိုသင်ယူလေ့လာနိုင်တယ်ဒါကြောင့်မလို့ operation system တွေပိုပြီးကောင်းမွန်လာနိုင်တယ်ဒါကြတော့ off the job ရဲ့အားသာချက်အားနည်းချက်ပေါ့နော် on the job ကကြတော့လုပ်ငန်းခွင်တွင်းမှာပဲအလုပ်လုပ်ရင်းနဲ့ကိုယ့်ရဲ့ဒီ senior ကနေတဆင့်သင်ယူရတာဖြစ်တဲ့အတွက် employee မှာဝန်ထမ်းမှာ output ရှိရပေါ့နော်ဒါပေမဲ့
တင်ယူရင်းနဲ့ဒီလုံနေရတာဖြစ်တဲ့အတွက်ဒီ mistake တွေကတော့များနိုင်တယ်ပေါ့နော်ဒါရှိရဲ့သူရဲ့အားသာချက်ကကြတော့ဒီကိုယ့်ရဲ့ senior manager တွေကနေတစ်ဆင့်ပဲတင်ယူရတာဖြစ်တဲ့အတွက်ဒီအလုပ်တွေရပ်နာပြီးမှတင်လည်းမတက်ရဘူးပေါ့နော်အဲ့အတွက်အချိန်ကုန်တက်တာတယ်ပြီးရင်ကုန်ကျစရိတ်တနည်းအားဖြင့် business ရဲ့ expand ပို့ပြီးမှနည်းတယ်ပေါ့နော် on the job training ကတို့ပေမဲ့သူတို့မှာအားသာချက်နဲ့အားနည်းချက်တွေရှိတယ်လို့ပဲကိုယ့်ရဲ့လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးမှလိုအပ်တယ်လို့ပေါ့နော် on the job off the job training တွေကိုပေးရတာဖြစ်တယ်အဲ့တော့ဘာကြောင့်ဝန်ထမ်းတွေကိုသင်တန်းတွေပေးရတယ်ဘာကြောင့် training တွေပေးရတာလဲပေါ့နော်ပထမတစ်ခုကသူတို့ရဲ့ skills တွေမြင့်လာဖို့ဖြစ်တယ်ဝန်ထမ်းတွေကို training ပေးခြင်းအပြင်သူတို့ရဲ့ skills တွေ knowledge တွေပြည့်လာတဲ့အခါမှာပိုပြီး confident ဖြစ်လာမယ်သူတို့လုပ်ရတဲ့တာဝန်တစ်ခုချင်းစီတိုင်းကိုအမားနဲ့နဲ့လှုပ်ဆောင်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ထပ်တလဲပြန်လုပ်ရတဲ့အခါမှာဒီကုန်ကြမဲ့စရိတ်တွေ short ချသွားတာဖြစ်တယ်ပြီးတော့ increase ရဲ့ output ပေါ့နော်သူတို့ရဲ့ performance တွေကပိုကောင်းလာမယ်ဒါကြောင့်မို့သူတို့ရဲ့ output ကပိုကောင်းလာမယ်ပေါ့နော် skillful ဖြစ်နေတဲ့အခါမှာပိုပြီးမှ motivated ဖြစ်တယ် motivated ဖြစ်တဲ့အတွက်လုပ်ငန်းခွင်မှာပိုပြီးပျော်ရွှင်တယ်လုပ်ငန်းခွင်မှာအလုပ်လုပ်ကန်ရတာအဆင်ပြေတဲ့အတွက်အလုပ်ပြတ်တာတွေဝန်ထမ်းခွင့်ယူတာတွေ short ချသွားနိုင်မယ်ပေါ့နော်အဲ့တော့နောက်ဆုံး topic ကတော့ reason for reducing the size of the workforce ဆိုတာတော့ဒီ company မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းအားလုံးစုစုပေါင်းကို workforce လို့ပြောတယ်။ဘာကြောင့်ဝန်ထမ်းတွေ short ချရတာလဲနော်အလုပ်ရှင်ဘက်ကနေဝန်ထမ်း short ချတာဒါမှမဟုတ်ရင်အလုပ်သမားအရေးအတွက်ညော့နည်းလာရတဲ့အကြောင်းရင်းတွေပေါ့နော်အဲ့တော့ဒီမှာ reason ၄ခုနဲ့ဆွေးနွေးထားတယ်resignation, retirement, redundancy and dismissal အဲ့တော့တစ်ခုချင်းစီကိုပြန်ပြီးဆွေးနွေးကြည့်ရအောင် A reason for reducing the size of the workforce the first reason is resignation အဲ့တော့ဒါကကြတော့ termination of employment by the worker အဲ့တော့ဝန်ထမ်းဘက်ကနေပြီးတော့အလုပ်ညက်နာတာပေါ့နော်အလုပ်ထွက်တာဒီလုပ်ငန်းအသစ်เนาะတခြား company အသစ်မှာတခြား career ပြောင်းဖို့နှုတ်ထွက်တာဒါက resignation နောက်တစ်ခုက retirement ဒါကလည်း termination of employment due to the worker reaching an age beyond which they do not need to work ပေါ့နော်ဒါကတော့ဒီပြင်ဆင်ယူသွားတာပေါ့နော်အသက်အရွယ်အရာအငြိမ်းစားပြင်ဆင်ယူသွားရတဲ့အတွက်ကြောင့်မလို့ထွက်ရတဲ့ reason ပေါ့နော်အဲ့တော့နောက်တစ်ခုက redundancy so redundancy ကတော့ termination of employment by the employer ဒါကတော့အလုပ်ရှင်ဘက်ကနေအလုပ်ဖြုတ်တာပေါ့နော်အဲ့တော့ဘာကြောင့်မလို့ဖြုတ်ရလဲဆိုရင် because the job is no longer needed အလုပ်ရှင်ဘက်ကနေပြီးတော့ဝန်ထမ်းကိုအလုပ်ဖြုတ်တာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းရဲ့ position ကဒီလုပ်ငန်းအတွင်းမှာဒီလုပ်ငန်းထဲမှာမလိုအပ်တော့တာဖြစ်တဲ့အတွက်အလုပ်ဖြုတ်လိုက်တာပေါ့နော်ပုံမှန်အားဖြင့်တော့ဒီအလုပ်ဖြုတ်တယ်ဆိုလို့ရှိရင်အနည်းဆုံး1 month or 2 months notice ပေးရတယ်ပေါ့နော်ဒီဝန်ထမ်းကိုပေါ့နော်ပြီးရင် redundancy payment ဆိုတဲ့နစ်နာကြေးတွေပေးဆောင်ရပါတယ်ဒါအလုပ်ရှင်ဘက်ကနေဝန်ထမ်းကို redundancy payment ပေးရတာပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုက dismissal ဆိုတာကတော့ termination of employment by the employer ဒါကလည်းအလုပ်ရှင်ဘက်ကနေအလုပ်ဖြုတ်တာအလုပ်ထုတ်တာပေါ့နော်တို့ပေမဲ့ဒီ dismissal ကြတော့ဒီမှာ worker has broken the company rules or is not performing work to require standard ပေါ့နော်အဲ့တော့အလုပ်သမားဘက်ကနေပြီးတော့ကုမ္ပဏီရဲ့စီမင်းစည်းကမ်းတွေချိုးဖောက်တယ်တော့မဟုတ်ပေါ့နော်သူလုပ်ရမယ့်တာဝန်တွေကိုမပြီးမြောက်တာမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင် dismissal လုပ်တယ်ပေါ့နော်အလုပ်ထုတ်လိုက်တယ်ပေါ့နော်လုပ်ငန်းရှင်ဘက်ကနေပြီးတော့ဝန်ထမ်းကိုအလုပ်ထုတ်လိုက်တယ်ဒီမှာ redundant နဲ့ dismissal ရဲ့one main difference ကကြတော့ redundant ကကြတော့ဒီအလုပ်ဝန်ထမ်းရဲ့အမှားမဟုတ်ဘူးသူ့ရဲ့ position ကဒီ organization မှာဒီ company မှာမလိုအပ်တော့တာဖြစ်တဲ့အတွက်အလုပ်ထုတ်ချင်းခံရတာပေါ့နော် dismissal ကကြတော့ဝန်ထမ်းရဲ့အပြစ်ပေါ့နော်အဲ့တော့ဝန်ထမ်းကစီမင်းစည်းကမ်းချိုးဖောက်တဲ့အတွက်သို့မဟုတ်ရင်အလုပ် quality မပြည့်မီတဲ့အတွက်အလုပ်ထုတ်ချင်းခံရတာပေါ့နော်ဒါကတော့ဒီနှစ်ခုရဲ့ခြားနာချက်ပါအဲ့တော့ဒီ chapter 6ရဲ့ lesson တွေကတော့ဒီမှာပြီးပါပြီအဲ့တော့ HMN ဆိုတာကဝန်ထမ်းတွေရွေးချယ်ခန့်ထားခြင်းထက်ပိုပါတယ်เนาะကိုယ့်ရဲ့ဝန်ထမ်းတွေကိုရွေးချယ်ခန့်ထားရတယ်ပြီးတော့သူတို့ကို training ပေးရတယ်ပြီးတော့ဒီအလုပ်ရှင်နဲ့အလုပ်သမားကြားကစီမင်းစည်းကမ်းတွေကိုလည်းလိုက်နာဖို့ရန်အတွက်စီစဉ်ဆောင်ရွက်ရတယ်ပေါ့နော်ဒီဝန်ထမ်းတွေရဲ့ဝန်ထမ်း short ချခြင်းတွေကိုလည်းစီစဉ်ဆောင်ရွက်ရတယ်ပေါ့နော် HMN အကြောင်းကိုအခြေခံလေးနားလည်သွားမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့ကိုယ့်အနေနဲ့ထပ်ပြီးဆွေးနွေးချင်တာမျိုးတွေရှိရင် comment ကနေဆွေးနွေးလို့ရပါတယ်အားလုံးပဲ thank you for watching